လာပါရှင်ကျွန်မကတော့ teacher Romeo ဖြစ်ပါတယ်ကျွန်မကဒီမှာဆိုလို့ရှိရင်ရန်လန်နာကိုတာဝန်ယူထားပါတယ်ရှင်ရန်လန်နာမှာကျွန်မတို့ကျောင်းမှာကျတော့ beginner pre-starter starter mover flyer KT PET FCE ကနေပြီးတော့ IELTS ကိုတာဝန်ယူပြီးတော့သင်ကြားပေးနေပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ကလေးတွေကို academic ဆန်တဲ့ပုံစံမျိုးနဲ့သင်ကြားတာမဟုတ်ပဲနဲ့ကလေးတွေ worrying မဖြစ်အောင်ခါတလီမှာလိုအပ်လို့ရှိရင်လည်း activity လေးတွေထည့်မယ် learning နဲ့ပတ်သက်ပြီးတော့ activity လေးတွေထည့်မယ်ခါတလီမှာကလေးတွေအတွက်သင်ကြားရေးဆိုင်ရာလိုအပ်ချက်ရှိလို့ရှိရင်လည်းသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ academic ဆန်တဲ့ government ဆန်တဲ့သင်ကြားရေးမျိုးကိုမသွားဘဲနဲ့ international curriculum အတိုင်းလိုအပ်ချက်တွေရှိတဲ့အခါမှာကလေးများကိုကျမတို့ကပျော်ရွှင်စွာနဲ့ motivated ဖြစ်စေရန်အတွက်တယောက်နဲ့တယောက် group တွေဖွဲ့ပြီးတော့ project တွေလုပ်ခိုင်းတာမျိုးလည်းရှိပါတယ်ရှင်။တော့မင်္ဂလာပါရှင်။ကျမနာမည်ကတော့ A-Level မွန်ဖြစ်ပါတယ်။ကျမကတော့ဒီလင်းလက်အောင်မြင်အစင်းမြင့်ကိုပိုင်အလဲတန်းကျောင်းရဲ့မှာတာဝန်ယူနေတဲ့ကျောင်းတယောက်ဖြစ်ပါတယ်ရှင်။ဒီလင်းလက်အောင်မြင်အစင်းမြင့်ကိုပိုင်အလဲတန်းကျောင်းမှာဆိုလို့ရှိရင်ညီမတို့ကဒီကလေးတွေအတွက်သင်ကြားမဲ့ဘာသာရပ်လေးတွေကဒီအစိုးရသင်တန်းတွေအပြင် international ပေါင်းစပ်ထားတဲ့ကလေးတွေအတွက်ပေါ့နော်ညီဉာဏ်ရည်ဖွံ့ဖြိုးမှုတွေစရိတ်တာဖွံ့ဖြိုးမှုတွေစိုက်ခံစားမှုဖွံ့ဖြိုးမှုတွေပြီးတော့ကိုယ်ခံရဖွံ့ဖြိုးမှုတွေပေါင်းတဲ့ဆက်ဆံရေးဖွံ့ဖြိုးမှုဘာသာစကားဖွံ့ဖြိုးမှုပြောဆိုဆက်ဆံရေးဖွံ့ဖြိုးမှုတွေအားလုံးနဲ့အဲ့လိုဖွံ့ဖြိုးတိုးတက်မှုတွေကိုအစဉ်ဆက်မပြတ်လေ့ကျင့်ပေးတဲ့အကြောင်းလေးတစ်ကြောင်းဖြစ်ပါတယ်ရှင်ဒီသားသမီးတို့ရဲ့အားသာချက်အားနည်းချက်တွေကိုလည်းအမြဲတမ်းလေ့လာဆန်းစစ်ပြီးတော့တပတ်တစ်ကြိမ်ဆရာမတွေနဲ့အစည်းအဝေးတွေခေါ်ပြီးတော့ကလေးတွေအကြောင်းကိုဆွေးနွေးပြီးတော့ကလေးတွေကိုအမြဲတမ်း support ပေးနေတဲ့အကြောင်းလေးတွေဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒီဆယ်တော်ရွက်ထွန်းဖြစ်ပါတယ်ကျမကတော့ phonics bio အဓိကထားပြီးတော့တာဝန်ယူသင်ကြားပေးနေပါတယ်phonics သင်ကြားခြင်းအဖြစ် word တွေကိုအတန်းထွက်မှတ်ကန်စီပြီးတော့ sentence တစ်ကြောင်းစီကိုလည်းလွယ်ကူစွာဖတ်နိုင်ရန်အတွက်အထောက်အကူပြုပါတယ်ရှင်